2026ကမ္ဘာဘောလုံးဖလားနောက်ဆုံးနေ့ဒီတစ်ခါတော့မြို့သမီးတူဟာကမ္ဘာဖလားဘောလုံးဘူလူပွဲကနေစဉ်ဖြစ်မဲ့အရာနဲ့အဲ့ဒီနောက်မှာဖြစ်ပျက်လာမဲ့အရာဖွင့်ပြခံရတဲ့ယူပါယုံကိုဘာသာပြန်ပါမယ်ဒီမြို့သမီးရဲ့ကိုယ်ရာဆိုရင်ဘာလို့မှကျွန်တော်မသိပါဘိုင်းပေါ်မှာတွေ့တဲ့အတိုင်းဘာသာပြန်တာပဲဖြစ်တယ်သူမြင်ခဲ့ရတဲ့ယူပါယုံဟာဖျားဖွင့်ပြတာအမှန်တကယ်ဖြစ်တယ်လို့လည်းကျွန်တော်ဘာမှအမှန်ခံချက်မရှိပါဘူးသူမြင်တဲ့အတိုင်းဖြစ်ပျက်လာမယ်လို့လည်းကျွန်တော်မဆိုလိုပါဘူးဒါပေမဲ့တာမန်လူတူနေဖြစ်လုံးဝမဖော်ထုတ်နိုင်တဲ့အရာဖြစ်တာမို့ဘာသာပြန်တဲ့နေဆိုပြီးကြိုးစားတာပဲဖြစ်တယ်တပ်ဖက်သူအနေဖြင့်တကယ်လို့မပြည့်စုံခဲ့ရင်အပြစ်မတင်စေချင်မှာဖွင့်ပွဲနေ့မှာဘောလုံးပွဲနဲ့မဆိုင်တဲ့စာတန်အမှတ်သားတင်ကြီးသားတွေကသူကြုံမြင်တဲ့အတိုင်းပြည်စုံလာလို့ပုံမစိတ်ဝင်စားစရာဖြစ်နေတယ်အထူးသဖြင့်ယုံကြည်သူခရစ်ယာန်များရဲ့မျိုးလင့်နဲ့အနာဂတ်ရည်နဲ့ပတ်သက်နေမလားဆိုပြီးပြန်ဆိုတာဖြစ်တယ်တကယ်လို့သူမြင်တဲ့အတိုင်းတစ်ခုပြီးတစ်ခုဖြစ်လာခဲ့ရင်ဒီနေ့နောက်ဆုံးတော့ကာလလို့ခရစ်ယာန်တိုင်းရဲ့နှုတ်ဖျားကနေတဖွာဖွာပြောနေကြတဲ့ဗိဒံကြီးကာလကြာရောက်နေပြီလို့သတ်မှတ်နိုင်လောက်တဲ့အရာများပါတယ်ဒီနေ့တစ်ကမ္ဘာလုံးမှာဖြစ်ပျက်နေတဲ့စီးပွားရေးအာဏာယူစစ်မှတ်ပွဲတွေမှာလည်းဟင်းချမ်းရေးဖော်ဆောင်ပေးမဲ့သူဘာအဖွဲ့အစည်းမှမရှိတော့ဘူးအခုလိုကမ္ဘာကြီးကငင်းချဲယူဆောင်လာမဲ့သူကိုငတ်မွတ်နေတဲ့အချိန်မှာဒီယူပါယုံထဲကအတိုင်းတကယ်လို့ပေါ်လာခဲ့ရင်ဒီကမ္ဘာလုံးကအဲ့ဒီပုဂ္ဂိုလ်ကိုသလုံးတဝတီလက်ခံပြီးသားဖြစ်မှာပါအရောက်တိုင်းဖျားသခင်ကနားလည်နိုင်ခွင့်ပေးပါစေ2026ကမ္ဘာဖလားဘောလုံးပွဲစတင်ကျင်းပနေပြီလူထောင်ပေါင်းများစွာတို့ကအားပေးကြမယ်ကမ္ဘာသမိုင်းမှာအကြီးမားဆုံးသောပွဲဖြစ်နိုင်တယ်အခုကျမမြင်ခဲ့ရတဲ့အရာတွေပြောထွက်နိုင်ဖို့တတိအများကြီးမွေရတယ်မနှဲပြင်ဆင်ရတယ်ဒီအရာမမြင်ခင်ကာလပတ်လုံးကျမကအရက်ဆွဲလန်းသူဖြစ်တယ်ရှင်းနှစ်လုံးလုံးနေ့တိုင်းအချိန်ပြည့်မူးနေတယ်အလုပ်ထုတ်ခံရတယ်မိသားစုပေရခံရတယ်ရှိသမျှဂုဏ်သိက္ခာဆုံးရှုံးခဲ့ရတယ်ခါတလီကတင်ပေါ်မရောက်နိုင်ပဲကျမ်းပြင်ပေါ်မှာအိတ်ခေရပေါင်းလည်းများတယ်ကျမကအဲ့လိုဘဝလုံးမှာဘဝမျိုးမှာကျင်လည်လာသူဖြစ်တယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ဟာကျမထံရောက်လာပြီးကမ္ဘာဖလားဘောလုံးပွဲပြီးရဲ့နောက်မှာဖြစ်ပျက်လာမယ့်အရာများကိုမြင်စေတယ်အဲ့ဒီအတွက်ကြောင့်ယနေ့ကျမအသက်ရှင်ခွင့်ရတာဖြစ်တယ်ကြောက်လန့်စွာနဲ့ဒီအကြောင်းတွေကိုရင်ဖွင့်တာဖြစ်တယ်ကျမမြင်ခဲ့ရတဲ့အရာတွေဖွင့်မပြောခင်မှာအလေးနဲ့ထားစီခြင်းတဲ့အရာရှိတယ်ဒီနေ့အစောပိုင်းမှာအီတလီနိုင်ငံမှာ Winter Games ဆောင်းရာသီအားကစားတစ်ခုကျင်းပကြတယ်ဖွင့်ပွဲမှာအိုလံပစ်မီထွန်းနဲ့ကဘာကြီးလုံးတကယ်တို့ရွှေလုံးကြီးကိုတတိထားမိကြမှာပါဖုံးနာကွာချတဲ့အခါပန်တာဂရန်ကျင်း9000ပုံစာတန်ကိုးကွယ်သူများရဲ့အမှတ်သားသင်္ကေတပေါ်လာတယ်အလယ်မှာသင်္ကေတအထူးဆန်းနဲ့အမျိုးမျိုးမြင်ရတယ်မိလောင်တာလည်းတွေ့ရတယ်အဲ့ဒီຢာတွေကငရဲကိုပုံဆောင်တာဖြစ်တယ်အဲ့ဒီအပြင်2024ခုနှစ်တုန်းကပဲရစ်မြို့မှာအိုလံပစ်အားကစားပွဲဖွင့်တာလည်းမှတ်မိကြမှာပါအဲ့ဒီမှာလည်းသခင်ယေရှုရဲ့နောက်ဆုံးညစာစားပွဲတည်ယူထားတာကိုသိတာပါတယ်ဒီကမ္ဘာလုံးဆိုင်ရာခရစ်ယာန်2ဘီလီယံကျော်ကိုလောင်ပြောင်တာခံရတယ်ဖြိုပြရေးဟာတာဖြစ်အသုံးချခံရတယ်အဲ့ဒီအတွက်ဒီຢာကိုအလေးနဲ့နားထောင်စေချင်တယ်ခုနကကျမဖော်ပြတာကဥပမာနှစ်ခုသာရှိသေးတယ်ဒီကမ္ဘာလုံးဆိုင်ရာကြီးမားတဲ့ပွဲလန်းတစ်ပြင်ရောက်တိုင်းမြင်သာထင်သာအောင်မဟုတ်ပဲဖွင့်ပွဲဒါမှမဟုတ်အဆုံးသက်ရမှာဒါမျိုးလေးတွေရောပါလေရှိတယ်2026ခုနှစ်ရောက်လာတဲ့အခါကမ္ဘာဖလားကိုအမေရိကန်ကနေဒါနဲ့မက္ကဆီကိုနိုင်ငံများမှာကျင်းပမယ်ကမ္ဘာဖလားကလောကလုံးရဲ့အားပေးမှုအရဆုံးနဲ့တန်ဖိုးအထားဆုံးပွဲကြီးဖြစ်ပါတယ်ဒီ18နိုင်ငံမှာဘောလုံးသမားများရှင်ပြိုင်ကစားကြမယ်ဒီဖလားပွဲမှာမြို့တော်100ကျော်ပါဝင်ပတ်သက်ကြမယ်လူပေါင်းဘီလီယံချီရဲ့အာရုံစိုက်မှုရရှိမယ်ဖန်သားပြင်တိုင်းနီးပါးနေရယူမယ်ခင်ယေရှုကဒီဖလားပွဲပြင်ဆင်တဲ့ပွဲပြီးဆုံးတဲ့နောက်ဖြစ်ပျက်ပြောင်းလဲလာမဲ့ကဘာကြီးကိုပြပြီးတယ်ဒီຢာတွေနားလည်နိုင်ဖို့ကျမရဲ့အတိတ်ကာလကိုပြချင်တယ်ကျမက15နှစ်တိုင်တိုင်ကျောင်းဆရာမတူဖြစ်တယ်ကျမနေတဲ့မြို့မှာဂုံတီရှိညနာရသူမျိုးသမီးဖြစ်တယ်မိသားစုနဲ့တင်းတော်မှာလည်းလေးစားခံရတယ်
အခုကျမနေတဲ့အိမ်မှာဘာဖြစ်ပြက်ခဲ့တယ်ဆိုတာဘသူတူတယောက်ကမှမသိကြဘူးတဖြည်းဖြည်းချင်းရောက်လာတာဖြစ်တယ်ကျမဟာကြီးမားတဲ့စိတ်ဖိစီးမှုခံရတိုင်းအစပိုင်းမှာဝိုင်းတစ်ခွက်နဲ့ဖြေလိုက်တယ်အဲ့ဒီနောက်မှာနှစ်ခွက်စသဖြင့်ပလင်းအဆင့်ရောက်သွားတယ်နောက်ပိုင်းမှာဝိုင်းနဲ့မရောက်ရနိုင်တော့ပဲအရက်သူကူသွားတယ်ရှင်းနေလုံးလုံးအရက်နဲ့နှစ်ပါသွားခဲ့ရတယ်ပထမဆုံးအလုပ်ဆွံရတယ်ယောက်ျားဆွံပြစ်တာခံရတယ်ဒါတမီဆောင်ရှောက်ခွင့်လည်းဆုံးရှုံးလိုက်ရတယ်အိမ်လဲရှုံးတယ်မှန်ကြီးတဲ့အခါကိုယ့်ကိုမမိနိုင်လာအောင်လို့တကူလုံးပြောင်းလဲနေပြီမန်ထဲကလူကမျက်လုံးဝဝလက်တုံရင်ကျမမဟုတ်တော့ပါဘူးဒစိမ့်လူဖြစ်နေပြီမဲ့အခုတော့ကျမကိုယ်တိုင်ဖြစ်နေပြီဒီဇင်ဘာတညမှာကျမကအရေးပေါ်လူနာဖြစ်စည်းုံတက်ရတယ်ကျမအသေးကအလုံးမလုပ်တော့ဘူးဆရာဝန်တွေကမျိုးတွေထံအချိန်မရတော့ဘူးကုလို့မရတော့ဘူးအသက်ရှင်ဖို့အားရလည်းမရှိတော့ဘူးလို့ပြောကြတယ်အဲ့ဒီညမှာကျမတည်သွားတယ်ကျမအချက်ကားခြင်းလို့တည်ဆိုတဲ့စကားလုံးသုံးတာမဟုတ်ပါဘူးကျမနှလုံးခုန်လုံးဝရက်သွားတယ်ဒါနဲ့ဆရာဝန်တွေကအသက်ပြန်ခဲ့ဖို့အမျိုးမျိုးထူးခြားလှုပ်ဆောင်ကြတယ်ကျမမြင်သမျှပြပြနိုင်မှာမဟုတ်ဘူးဒါပေမဲ့အရေးကြီးတဲ့အရာတွေပြမယ်ကျမရောက်ရမယ့်နေရာတွေကိုတွေ့ရတယ်တောင်တတမှုလုံးဝမရှိဘူးလုံးဝမှောင်ပိန်းတဲ့နေရာဖြစ်တယ်အဲ့ဒီအမောင်ထုကလေးလံတဲ့အတွက်သင်္ခန္ဓာကိုယ်ကလည်းအဲ့ဒီအမောင်ထုလေးနေမှန်းသိနိုင်မယ်အလင်းမရှိလို့မှောင်နေရမဟုတ်ပဲတခုခုကပြီးလို့မှောင်နေရဖြစ်တယ်အဲ့ဒီအရာကကျမပြူမာခဲ့တာအားလုံးလင်ညာခဲ့တာအားလုံးယေရှုခရစ်တော်နဲ့ကျမမိသားစုကလေးများအစားအရက်ပလင်းရွေးခဲ့တာအားလုံးကိုလည်းသိနေတယ်ဒါပေမဲ့ယေရှုပေါ်လာတဲ့အခါအဲ့ဒီအမောင်ထုကနောက်ဆုတ်သွားတယ်သခင်ယေရှုကပကြီးကားတဲ့ကမြင်ရရုပ်ပုံမျိုးမဟုတ်ဘူးလုံးဝမတူဘူးကျမလည်းလုံးဝရုပ်လုံးပေါ်အောင်မပြောပြတတ်ဘူးသူ့ဝင်ကျင်ရှိလေသူကလည်းအတိတရားရှိကြတယ်လို့ကျမခံစားတယ်ကျမတွေ့ကြုံသမျှတစ်ဖက်တစ်မျှအားလုံးချက်ချင်းစုပြီးရောက်လာကြမှန်းကျမနားလဲတယ်ဘာမှမပြောပေမဲ့အတီးပေါက်ဖြစ်နေတယ်ကျမလည်းကိုကိုင်ပြီးကျမပြန်ခောက်မဲ့အရေးနဲ့ကျမအသက်ရှင်မဲ့အရေးပြောတယ်အသက်ဆက်ရှင်မဲ့အရေးပြောတယ်ဒါပေမဲ့ပြန်မပုတ်ခင်မှာပြစရာရှိတဲ့အကြောင်းပြောပြတယ်အဲ့ဒီအရာကတလောကလုံးတည်ဖို့အတွက်လွန်စွာမှအရေးကြီးတဲ့အကြောင်းထပ်ပြောတယ်ကျမမှာဆုံးရှုံးမဲ့အရာမရှိတဲ့အတွက်ဘာမဆိုပြောဖို့ဝင်လေးစရာမလိုလို့ဒီຢာရပြပေးတယ်လို့ကျမထင်တယ်2026ကမ္ဘာဖလားဘောလုံးပွဲမြင်ရတယ်ဘောလုံးပိတ်တက်များမြင်ရတယ်လို့မျိုးကျမမြင်ရတာမဟုတ်ဘူးအဲ့ဒီစားအဲ့ဒီအဖြစ်ပြက်ထဲမှာရောပါပြီးဖြစ်ပြက်ပုံနားလေသဘောပေါက်ကအရှိကိုရှိတိုင်းသဘောတူလက်ခံသူကဲ့သို့ကိုထင်ရတယ်ကျမမြင်ရတဲ့အထဲမှာဖွင့်ပွဲမှာအဆုံးထိတင်ကေတာနဲ့အမတ်အသားအမျိုးမျိုးတို့ကတော်တော်စားမှုလုံးဝမဟုတ်ကြောင်းကျမရှင်းလင်းစွာမြင်ရတယ်ဖွင့်ပွဲမှာတင်ကေတာအမျိုးမျိုးတို့ဟာကမ္ဘာဖလားဘောလုံးပွဲပြီးဆုံးတဲ့အခါရှိပြေးနမိတ်နဲ့ပြင်ဆင်ချက်များရဲ့တင်ကေတာများသာဖြစ်ကြောင်းကျမသိနိုင်တယ်ဒီအရာများကိုတလောကလုံးကသိမြင်လာမယ်တချို့တော့သူတို့ကအလွန်အော့စရာဟုဆိုကြလိမ့်မယ်တချို့တော့သူတို့ကမူနမိတ်လက္ခဏာဟုဆိုကြလိမ့်မယ်ဒါပေမဲ့သခင်ယေရှုကအဲ့ဒီအရာများကိုရှင်းရှင်းလင်းလင်းကောက်ကွက်ကွင်းကွင်းဖြင့်ကျမကိုပြပေးတယ်ကျမမျက်လုံးမေ့ရင်လည်းရှင်းလင်းစွာမြင်ရတယ်အဲ့ဒီအရာတွေကိုကျမမျက်လုံးဖြင့်မြင်နိုင်ုံနဲ့သိနိုင်တာမဟုတ်ဘူးကျမမျက်စိတ်ထဲကအရှိကိုအရှိတိုင်းနားလည်နိုင်တာဖြစ်တယ်ယေရှုကကစားကွင်းကိုပြပေးတယ်ဘယ်ဘောလုံးကွင်းနဲ့ဘာနာမည်လဲကျမမသိဘူးဒါပေမဲ့ကစားကွင်းကအလွန်ကြီးမားတယ်တခြားအားကစားကွင်းထက်ကြီးတယ်ကျမအသက်ရှင်တဲ့ကာလပတ်လုံးအဲ့လောက်ကြီးတဲ့ကစားကွင်းမမြင်ဘူးနေရာလုံးမရှိအောင်လူပြည့်ကျက်နေတယ်နိုင်ငံတကာမှသူတို့အလံအတီးတီးယူလာကြတယ်ပြည်သက်ကြီးကအတန်းကုန်းអော်ကြတယ်ကင်မရာတွေကလည်းတကဘာလုံးမြင်နိုင်အောင်လွှင့်ကြတယ်ဒီနေ့က2026ကမ္ဘာဖလားဘောလုံးပွဲဘိုလ်လူနေ့ဖြစ်တယ်ကျမလည်းပါတယ်ကျမပြောထားသလိုပြည်သက်တူအနေဖြင့်မဟုတ်ဘူးအဲ့ဒီမှာရှိတဲ့ကင်မရာအားလုံးရဲ့ရိုက်ကွင်းနဲ့လွတ်တဲ့နေရာမှာရှိတာပါဖြစ်ဖြစ်သမျှအားလုံးကျမမြင်ရတယ်ကွန်ပျူတာတစ်ခုလုံးမြင်ရတယ်ကင်မရာအားလုံးပါမကျန်မြင်ရတယ်ကစားကွင်းပေါ်ကမိုးကောင်းကင်လည်းမြင်ရတယ်
ဒါမှမျက်စိဖြင့်မမြင်နိုင်တဲ့အခြားဝိညာဉ်လောကအရာများလည်းမြင်နေရတယ်အဲ့ဒီအခြားဝိညာဉ်လောကဖြစ်ပျက်တွေကကျမကိုနေ့စဉ်နဲ့မျှကြောက်လန့်တုန်လှုပ်စေတယ်အသွေးသားတဲ့ဒီစိတ်ဝင်နေအောင်ခံစားတယ်ကစားကွင်းအထက်မှာအရေးတစ်ခုပေါ်လာတယ်အဲ့ဒီပေါင်းစည်းတဲ့အရာတစ်ခုဖြစ်တယ်တိမ်လည်းမဟုတ်ဘူးမိခိုးလည်းမဟုတ်ဘူးနှလုံးခုန်တဲ့သက်ရှိအရာနဲ့တူတယ်အဲ့ဒီအရာကပြိတ္တအားလုံးရဲ့အသွေးတွေကိုသူတို့မသိလိုက်ခင်မှာချိတ်ဆက်ပေးထားလိုက်တယ်လို့ကျမမြင်ရတယ်အခင်ယေရှုကကျမလက်ကိုကင်ကားတတိကြီးစွာနားဆွင့်မှာဒီအရာမှာဖြစ်ပျက်မဲ့အရာတွေကဘောလုံးတစ်ခုတည်းမဟုတ်ဘူးဘောလုံးနဲ့လည်းဘာမှမပတ်သက်မှုလုံးဝမရှိဘူးလို့ပြောတယ်အဲ့ဒီနောက်ဘုံလူပွဲကစားနေစဉ်ဂျားအချိန်ဘောလုံးပွဲမပြီးဆုံးခင်မှာအောက်စားခွင့်အထက်ကောင်းကင်ယံမှာအရာတစ်ခုဖြစ်ပေါ်နေတယ်အလင်းဖြစ်တယ်နေတော့မဟုတ်ဘူးမိရှုမီပန်းလည်းမဟုတ်ဘူးမိုးတိမ်ကြားကအလင်းထိုးသလိုလင်းနေတယ်ပုံမူလင်းအားကြီးလာတယ်တဖြည်းဖြည်းချင်းပူပူလင်းလာပြီးပုံပန်းတရံရှိလာတယ်ကင်မရာတွေကချိန်ရိုက်ကြတယ်စက္ကန့်ပိုင်းတွင်တစ်ကမ္ဘာလုံးကမြင်ရတယ်မီဒီယာများစွာကလည်းအဲ့ဒီအရာကိုတင်ကြတယ်တာဝန်ရှိသူတွေကလည်းအားကစားကြမပြောကြတော့ဘူးကွင်းတဲကစားသူတွေကလည်းသူတို့ကစားတာရဲ့ကြတယ်ကောင်းကင်ကိုပဲမော့ကြည့်ကြတယ်ပြိတ္တအားလုံးလည်းမတ်တက်ရဲလည်းအံ့ဩစွာပြပေါ်ပဲကြည့်ကြတယ်အဲ့ဒီနောက်ကျမသက်မှာတစ်ခါမှမကြဘူးတဲ့အတန်မြည်လာတယ်ကိုသွင်းလိုဝမ်းမြောက်အော်ဟဲတဲ့အတန်မျိုးမဟုတ်ဘူးကြောက်လန့်ပြီးပျော်ကြတဲ့အတန်မျိုးဖြစ်တယ်အဲ့ဒီတန်ကကွင်းတဲကအတန်ချစ်ဆက်မှထွက်လာတာမဟုတ်ဘူးဒါပေမဲ့ကစားကွင်းတစ်ခုလုံးလွှမ်းမိုးနိုင်တယ်ထွက်လာတဲ့အတန်ကဒီချိန်ကငင်းချမ်းချိန်စစ်ပြေငင်းချိန်ဖြစ်တယ်လူသားတွေကိုအရေးခံရတယ်လူသားချင်းချင်းကြားစီကံကွဲတဲ့ချိန်ပြီးဆုံးပြီလို့ပြောတယ်ဒါနဲ့လူများစွာတို့ကဒူးထောက်ကြတယ်ကွင်းထဲမှာလည်းဒူးထောက်ကြတယ်ကစားသမားချို့ကငိုကြတယ်တချို့ကတော့ဖတ်ထားကြတယ်ဘာကြောင့်မှတော့မသိကြဘူးတိုင်းနိုင်ငံအသီးသီးမှာမိမိအတင်းအားပေးဖို့ရောက်လာတဲ့ပြည်သူတွေကအစကမတည့်ကြပဲမျိုးဆွဆိုသူတွေကလည်းအချင်းချင်းဖတ်ကြပြီးရင်းနှီးနေကြပြီးဒီကမ္ဘာလုံးကအဲ့ဒီဖြစ်ပျက်ကို TV ဖုန်းကွန်ပျူတာ laptop စတဲ့ဖန်သားပြင်ပေါ်ကကြည့်ရှုသူအားလုံးလည်းအားစားကွင်းထဲမှာရှိတဲ့သူများနည်းသူတို့လည်းခံစားကြတယ်။အင်းချင်းချင်းတာယာချင်းကောင်းပါတယ်လူသားတိုင်းကိုလည်းအနိုင်ယူရတယ်။အဲ့ဒီအတန်ကနဝင်ချိုသွန်းတဲ့အတွက်ဘယ်နေရာကထွက်လာမှမိခုမမိကြအောင်စူးစမ်းစိတ်မရှိကြဘူး။အဲ့ဒီချိန်မှာခင်ယေရှုကကျမလက်မောင်းကိုညှစ်ပြီးလူသမိုင်းတစ်လျှောက်လုံးမှာဒီຢာကအကြီးမားဆုံးသောလက်စားခြင်းဖြစ်တယ်လို့ပြောတယ်။ကျမကတော့စဉ်းစားလို့ကိုမရဘူး။ဒါပေမဲ့ဘယ်လိုလို့ဘာဖြစ်လို့လူတွေကအလွန်တရာနေကြတာလဲ။ဖက်ကြတယ်ငိုကြတယ်ဝမ်းသာလို့ငိုကြတယ်လေ။ဒါတွေကဘယ်လိုလို့မတော်ဆောင်မှုဖြစ်နိုင်တာလဲလို့ကျမကမေးလိုက်တယ်။ကျမမမေ့နိုင်လောက်အောင်ဝမ်းနည်းစွာဖြင့်စစ်မှန်တဲ့ဝမ်းမြောက်ခြင်းကအပြင်ဘက်ကနေလာတဲ့ဝမ်းမြောက်ခြင်းမဟုတ်ဘူး။စစ်မှန်တဲ့ဝမ်းမြောက်ခြင်းကအထက်ကနေလာတဲ့ဝမ်းမြောက်ခြင်းသာဖြစ်တယ်။စစ်မှန်တဲ့ဝမ်းမြောက်ခြင်းကငါတို့အထက်မှာရှိရမယ်။ဒါပေမဲ့ခုမင်းမြင်နေရတာကသိပ္ပံနည်းပညာစနစ်ဖြစ်ပြီးကမ္ဘာပြင်ဖက်မှာအကူဖြင့်ရောက်လာတဲ့တန်လိုင်းဖြစ်နေတယ်။ပြည်သက်တွေကလည်းတစ်ချိန်ဒီလက်ခံကြတယ်။ဒီအရာနောက်မှာဖြစ်ပေါ်လာမယ့်အရာများကိုလည်းမြင်မျက်နှာမျိုးမရှိဘဲလွယ်လင့်တကူလက်ခံနိုင်ဖို့ဒီလိုအတန်ထုတ်လွှင့်တာဖြစ်တယ်လို့ရှင်းပြတယ်။ဟုတ်ပြီဒါဆိုရင်ဒီအရာဖြစ်ပြီးတဲ့နောက်မှာဘာတွေဖြစ်လာမယ်ဆိုတာကျမအရင်သိချင်တယ်လို့ပြန်မေးလိုက်တယ်။သခင်ယေရှုကဒီတွေ့ကြုံနဲ့ပတ်သက်ပြီးပထမအကြိမ်နဲ့နောက်ဆုံးအကြိမ်ဖြစ်ကျမကိုလှည့်ကြည့်တယ်။သူမျက်လုံးမျက်နှာနဲ့ကျမအနီးဆက်ဆုံးနားလေသဘောပေါက်ရှင်းပြနိုင်တာကအလွန်မင်းအတော်ကြီးမျက်လုံးဖြစ်တယ်ဆိုတာပါပဲဒီဘိုလူပွဲပြီးဆုံးပြီးဒီဖြစ်ပျက်အားလုံးပြီးရဲ့နောက်ရတဲ့ပတ်အနှဲငယ်အကြာမှာခေါင်းဆောင်ပုဂ္ဂိုလ်သူကိုကဘာကြီးကမြင်ရမယ်သူကလူထုကြီးရဲ့တပြေးညီလက်ခံအတိမတ်ပြုတဲ့တရားငင်းချင်းရှင်ကိုယူဆောင်လာမယ်ကဘာကြီးလူသားများကဲတင်ပြီးကဘာလူသားများကဲတင်ပြီးလူသားအားလုံးတလုံးတဝတီဖြစ်အောင်တည်ထောင်ပေးဖို့ပေါ်လာမဲ့ကမ္ဘာကောင်းဆောင်ပုဂ္ဂိုလ်ကြီးမှန်ပြပေးတယ်။တာမန်နိုင်ငံရေးသမားမဟုတ်တဲ့အပြင်နိုင်ငံရေးသမားအတွင်လည်းမဆောင်မဲ့အပြင်
တမှုထူးခြားမဲ့သူဖြစ်တဲ့အကြောင်းကျမကိုရှင်းပြတယ်သူဟောမဲ့တရားများကဘယ်သူကမှမကြားဘူးတဲ့တရားတွေဟောကြားမယ်အရင်ကောင်းဆောင်များရဲ့အဖြစ်မရှိရဲ့မိကုမှန်တဲ့များကိုလည်းအားလုံးဖြည့်ဆို့နိုင်မယ်အဲ့ဒီအခါကျရင်အားစားကွင်းထဲမှာဘူလူပွဲကစားစဉ်ငင်းချမ်းချင်းနဲ့ပျော်ရွှင်ခြင်းသူတို့စိတ်ထဲမှာအသက်တဖန်ပြန်လည်နှွေးထွေးအသက်ဝင်လာတဲ့ဖြင့်၎င်းပုတ်ကိုဝမ်ပန်တတာလက်ခံကြမယ်ကိုရောကထိုပုဂ္ဂိုလ်စကားနားထောင်သူနဲ့နိုင်ငံကောင်းဆောင်များရဲ့တဆင့်စကားနားထောင်သူများရဲ့မျက်နှာကိုပြပေးတယ်ဂုံချက်တီရှိသူတွေဖြစ်ကြတယ်အဲ့ဒီလူတွေကအတင်းတော်မဆွန်းဆွန်းတမန်ဆက်ကပ်ပြီးဘဝတစ်ခုလုံးမှုဆောင်ကဝပြူတော်မပြတ်ဖူးသူကြမပြတ်ဖူးသူများဖြစ်ကြတယ်တတမီတွေလည်းတရားလမ်းတဲ့တွင်တင်ပြီးဘုရားကိုချစ်တော်သူတွေဖြစ်ကြတယ်ဒါပေမဲ့သူတို့တွေကလှည့်စားခြင်းနဲ့ပါသွားကြတယ်အကြောင်းရင်းကလှည့်စားခြင်းဒီလှည့်စားခြင်းဝတ်စုံနဲ့မပေါ်လာတဲ့အတွက်ကြောင့်ဖြစ်တယ်လူတွေကသူတို့လိုအပ်တာဖြည့်ဆည်းပေးနိုင်လို့မျိုးပါကြခြင်းဖြစ်တယ်သခင်ယေရှုကအောက်ပါတိုင်းရှင်းပြတယ်သူရှင်းပြတာပြန်စဉ်းစားရင်ကျမအမြဲတမ်းတူထီမှုတစ်ခုခုခံစားလေးရှိတယ်ငါလူတွေကိုခုလိုပြောလိုက်ပါကောင်းကင်ကအလင်းမြင်ရလို့မပြပြနိုင်တော့တော့ငြိမ်သက်ချင်ရနေကြတယ်ငါအတန်မဟုတ်ပဲတစ်ကမ္ဘာလုံးတစ်လုံးတစ်ဝဖြစ်ရင်းနဲ့ချစ်ချင်းမြတ်တာအရေးကြရတဲ့အချိန်ဒီအဲ့ဒီအချိန်ရောက်ရင်မျက်လုံးမိတူးထောက်ပြီးငါ့ကိုအော်ခေါ်ကြပါစေဘာကြောင့်လဲဆိုရင်ငါအဲ့ဒီလူမျိုးနဲ့ဘယ်တော့မှထင်ရှားပြမှာမဟုတ်လို့ပါလူတွေရဲ့စိတ်ထိန်ချုပ်နိုင်ဖို့ကြီးကျယ်ခမ်းနားစွာနဲ့လူတွေမျက်စိကြောင်ငါမထင်ရှားဘူးငါလုပ်လို့မရှိဘူးတိတ်တိတ်လေးဖြစ်တာငါလာမယ်အားလုံးတိတ်ဆိတ်နေတဲ့အချိန်မှာမမျောလင်းတဲ့ဖက်ကနေငါလာမယ်ငါကအေးအေးလေးရှင်းရှင်းလေးနဲ့မင်းကိုစကားပြောတဲ့သူဖြစ်တယ်ငင်းချမ်းချင်းအလင်းကောင်းကင်မှာလင်းဖို့မလိုပဲလေထဲမှာအတန်လိုင်းအားဖြစ်လည်းမဟုတ်ဘဲနဲ့စစ်မှန်တဲ့ငြိမ်သက်ခြင်းအမှန်ငါပေးနိုင်တယ်ငါ့ကိုအမှန်တကယ်သိတဲ့သူကငါလုပ်ရက်နဲ့မတူပဲခြားနာတဲ့အကြောင်းခွဲခြားနိုင်မှာပါငါ့ကိုမသိတဲ့သူတွေကတော့အားကစားကွင်းဖြစ်ကြောင့်မဟာကံကောင်းသူများဖြစ်ခံယူကြလိမ့်မယ်လို့ရှင်းပြတယ်အဲ့ဒီနောက်သခင်ယေရှုကကမ္ဘာလုံးကိုပြတယ်မြေပုံကဲ့သို့မဟုတ်ဘူးတက်ရှိထင်ရှားစွာဖြစ်ကျမကမြင်ရတယ်နိုင်ငံတစ်ခုပြီးတစ်ခုကျမရှိမှပေါ်လာကြတယ်အဲ့ဒီမှာကျမမြင်ရတာက2026ကမ္ဘာဖလားဘောလုံးပွဲပြီးဆုံးတဲ့နောက်နိုင်ငံအသီးသီးပေါ်ဖြစ်ပြမဲ့အရာတွေကလုံးဝမတူကွဲပြားကြမဲ့အကြောင်းကျမတဲကွဲစွာမြင်ရတယ်တချို့နိုင်ငံတွေကဖြစ်ပြမဲ့အရာကြောင့်ပျောက်ကွယ်သွားတယ်တချို့နိုင်ငံတွေက selection တန်းနိုင်မယ်သူတို့ရဲ့ကွာခြားချက်ကစိတ်အားတောင့်တင်းလို့မဟုတ်ဘူးစီးပွားရေးတောင့်တင်းလို့လည်းမဟုတ်ဘူးနိုင်ငံရေးကျွမ်းကျင်လို့လည်းမဟုတ်ဘူးအဲ့ဒီအရာထက်အဲ့ဒီတိုင်းပြည်ကသခင်ယေရှုခရစ်တော်ယုံကြည်အားထားတဲ့အရာနဲ့သခင်ယေရှုခရစ်တော်ပေါ်ယုံကြည်မိခိုစိတ်ချတဲ့အရာကအဆုံးဖြတ်ပေးလိမ့်မယ်အရင်ဦးဆုံးဥရောပကိုကျွန်မမြင်ရတယ်တကမ္ဘာလုံးဆိုင်ရာခရစ်ယာန်အများဆုံးအခြေချနေထိုင်တဲ့မြို့ကြီးမြင်ရတယ်ခရစ်တော်ကိုယုံကြည်စိတ်ချခြင်းနဲ့ယက်တီကြီးထွားနေတဲ့မြို့ဟာမိုးတိမ်ကဖုံးလွှမ်းကုန်ပြီအဲ့ဒီမိုးတိမ်ကအပူအေးကြောင့်ဖြစ်တဲ့မိုးတိမ်တိုင်းမဟုတ်ဘူးနှစ်ပေါင်းများစွာမှဖြစ်တည်လာတဲ့မိုးတိမ်များဖြစ်တယ်ဖျားရှိခိုးကြောင်းများစွာဟောင်းလောင်းကြီးဖြစ်ကြတယ်တချို့ကဖျားရှိခိုးကြောင်းများကပြတ်တဲ့အဖြစ်ပြောင်းကုန်ပြီလူဆက်ပေါင်းများစွာဟာယေရှုနာမလုံးဝမခေါ်တဲ့မိသားစုမှကြီးပြင်းလာကြတယ်တခင်ယေရှုကအာဂါသထဲတိုက်နေတဲ့ဝမ်းနဲ့ချင်းလေးကြောင့်ကျမကိုရှင်းပြတယ်ဒီတိုင်းပြည်တွေကဘယ်နေရာကပေါက်ပွားလာကြတယ်ဆိုတာမေးကုန်ကြပြီလှည့်စားခြင်းရောက်လာတဲ့အခါလှည့်စားခြင်းဖြစ်တဲ့အကြောင်းသိနိုင်ဖို့သူတို့မှာဘာအသိဉာဏ်မှမရှိကြတော့သလိုလှည့်စားခံရမှန်းသိနိုင်ဖို့ဘာရည်ချင်းမှမရှိကြတော့ဘူးအဲ့ဒီနောက်အမေရိကန်နိုင်ငံကိုမြင်ရတယ်နိုင်ငံနှစ်ချမ်းကွဲနေစဉ်ကျမမြင်ရတယ်ရွေးကောက်ပွဲမျိုးဖြစ်ပြုပြင်လို့ရတဲ့အရာမဟုတ်တော့ဘူးနိုင်ငံရေးကြောင့်ထက်ချမ်းကွဲသွားတာမဟုတ်ဘူးဝိညာဉ်ရေးခွဲချမ်းခြင်းဖြစ်တယ်လူနှစ်ဦးဟာတနေရာတွင်အတူတူရက်နေကြတယ်ဘာသာစကားလည်းတူကြတယ်ဒါပေမဲ့သူတို့ရဲ့အချိန်ဖြိုးမှုနဲ့လောကအမြင်ကမတူကြဘူးအမေရိကန်နိုင်ငံဟာကမ္ဘာဖလားဘောလုံးပွဲပြီးဆုံးတဲ့အခါသူတို့ကောင်းဆောင်များကအများပြည်သူရှိတွင်အရင်ဦးဆုံးပေါ်လာကြမယ်လို့ကျွန်မမြင်ရတယ်လူများစွာတို့ကဝမ်းမြောက်နဲ့ရက်ပြီးလ
လက်ခုပ်တီးကြိုဆိုကြလိမ့်မယ်အဲ့ဒီအရာကတကဘာလုံးကကြီးရှုကြလိမ့်မယ်ဘရာဇီးနိုင်ငံမြင်ရတယ်ဒီနေရာမှာထူးဆန်းမှုတစ်ခုရှိနေတယ်ခင်ယေရှုကဘရာဇီးပြပေးတဲ့အခါအခြားတိုင်းပြည်တိမ်ဖုံးတာနဲ့အနှဲငယ်ကွဲပြားတယ်အလင်းတော်ရှိပေမဲ့ဟိုလိုလင်းအားကြီးကောင်းတဲ့အလင်းမျိုးတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီအလင်းကလူတွေကအဆိုးရွားဆုံးဝမ်းနည်းခြင်းစိတ်ပြည့်ခြင်းကြုံနေရစင်မှာအခြားဘာမှမပြောပဲဖျားသခင်ရှိမောက်တွင်ခေါင်းငုံရဲ့နာမတော်ခေါ်ပြီးမွတ်ဆိုတော်ပုံဆောင်တာဖြစ်တယ်သခင်ယေရှုပြောပြပုံအရာဒီလူများစွာတို့မှာပျောက်ဆုံးတဲ့အရာရှိကြတယ်အဲ့ဒီလိုဖြစ်ပါလျက်နဲ့ယုံထက်နိုင်စွမ်းမရှိကြပေမဲ့ငါနာမကိုခေါ်ကြတယ်ဒုက္ခခံရပြီးမျောလင့်ချက်မဲ့ကြပေမဲ့ဒူးထောက်လျက်ငါရှိမှခေါင်းငုံနေကြဆဲပါသူတို့ရဲ့ဒီလိုဆုတောင်းချက်နဲ့ငိုယိုတန်ကရှေ့ဖြစ်လာမဲ့အရေးထဲမှာသူတို့ကိုလွတ်မြောက်စေတဲ့အရာဖြစ်လိမ့်မယ်လို့ကျမကိုပြောတယ်အဲ့ဒီပြင်သတိပေးချက်လည်းပေးတယ်ဘရာဇီးနိုင်ငံကတခါမှမကြုံဘူးတဲ့စုံစမ်းစစ်ဆေးခြင်းကြုံရမယ်လို့ပြောတယ်ဒီနေ့ခေတ်ရှားပါတဲ့အရာများကလည်းမူထက်မြင့်တဲ့အထိအောင်ပုံမူရှားပါပါလိမ့်မယ်တဘောထားကွဲလွဲမှုနဲ့ခွဲခြားမှုလည်းအရင်ထက်ပုံမူဆိုးရလာမယ်အဲ့ဒီနောက်ရောက်ရှိလာမဲ့လှည့်စားခြင်းဟာသူတို့ခံရတဲ့ပဏိပခရှင်းထုံးမဲ့သူနဲ့ကယ်တင်ရှင်ကဲ့သို့ဟန်ဆောင်လာလိမ့်မယ်အဲ့ဒီနောက်တောင်အာဖရိကနဲ့ဖိလစ်ပိုင်ကိုလည်းမြင်ရတယ် United Kingdom နဲ့ကနေဒါလည်းမြင်ရတယ်အဲ့ဒီနေရာတီတီမှာလည်းတန်းတူဖြစ်ပြနေတယ်အသက်ရှင်တဲ့ဖျားရှင်နဲ့တော်ဆက်မှုရှိပြီးပြည့်စုံတဲ့သူတွေလည်းမဟုတ်ကြဘူးသူတို့ဘဝဟာအတွေ့အကြုံရင့်ကျက်သူပဏိပခနဲ့လဲကြလေးရှိသူတွေဖြစ်ကြတယ်ဒါပေမဲ့သူတို့တွေဟာသူတို့မှာအလိုလျောက်စူးစမ်းတဲ့အရာမျိုးရှိတယ်လှည့်စားခြင်းအပါတစ်ခုခုကြုံတိုင်းမိခုမမေ့ပဲအပြေမရှာဘူးငြင်းမနေနိုင်ကြဘူးရှင်းရှင်းလင်းလင်းသိချင်စိတ်ရှိကြတယ်ပြီးတော့သူတို့ဘဝပျော်ရွှင်မှုတတ်အတွက်ဘုရားသခင်နဲ့တော်ဆက်မှုရောင်းစားတဲ့သူတွေကရုတ်တရက်ရှာဖွေဖော်ထုတ်တာခံရကြတယ်အဲ့ဒီနောက်သခင်ယေရှုကကျမကိုဘယ်တော့အခါမှမမိနိုင်မဲ့အရာကိုပြောပြတယ်ကျမကဒီတိုင်းနိုင်ငံတည်တည်ရောက်သွားတဲ့အခါဝိညာဉ်အားဖြင့်စာတန်အယံတုစာတန်ကလူတွေရဲ့ယုံကြည်ခြင်းဖြစ်စီဖို့အဓိကပြစ်မှတ်မထားဘူးအဲ့ဒီအစားသူတို့ကိုဗလာဖြစ်အောင်ဟောင်းလောင်းကြီးဖြစ်အောင်ပူကြိုးစားတယ်လူဟာသူ့ဘဝဗလာဟောင်းလောင်းကြီးဖြစ်ပြီးယုံကြည်ခြင်းအားနည်းခဲ့ရင်စုံစမ်းရှင်းရောက်လာရင်တောင့်ခံနိုင်မှာမဟုတ်ဘူးခံနိုင်ရင်မရှိနိုင်ဘူးလုံလောက်တဲ့ခွာမရှိတော့ဘူးပြီးတော့လက်စားခြင်းရောက်လာတဲ့အခါယုံကြည်ခြင်းအားနည်းတဲ့သူတွေကရင်ဆိုင်တွန်းလှန်နိုင်စွမ်းရှိမှာမဟုတ်ဘူးအဲ့ဒီနောက်နိုင်ငံကောင်းဆောင်များကိုရှင်းလင်းစွာပြပေးတယ်သူတို့မျက်နှာကိုတဲကွဲစွာမြင်ရတယ်လို့မဆိုလိုဘူးအကြောင်းကတော့ယူပါယုံရမတဲကွဲနိုင်ရခြင်းဖြစ်တယ်ဒါပေမဲ့သူတို့ရှိမှန်သိတာနိုင်တယ်ပြီးတော့ဒီယူပါယုံများရဲ့အထက်မှာလုံးဝမပျော်ရွှင်ဆုံးအချိန်လို့လည်းကျွန်မတတ်မှတ်နိုင်တယ်ဘာကြောင့်လဲဆိုရင်ဒီကောင်းဆောင်တိုင်းကကျွန်မမမျောလင့်နဲ့စရိုက်တစ်မျိုးဒါမှမဟုတ်အရေးချင်းတစ်မျိုးစီရှိကြတယ်တတောင့်တတာရှိလွန်ကြတယ်ဖိနှိပ်မှုလည်းမရှိဘူးချင်းချောက်မှုလည်းမရှိဘူးမောင်မိုက်တာလည်းမဟုတ်ဘူးဒါပေမဲ့နှစ်သိမ့်မှုပြီးနေတယ်ကျွန်မအနည်းဆုံးရှင်းပြလိုက်ရင်တစုံတဦးကမင်းရဲ့စရိုက်အကျင့်နဲ့ခံစားမှုအလုံးကိုလုံးဝနားလည်ပေးရတဲ့တူတယ်ဘယ်ဘဝဖြစ်စေကြိုဖြတ်ခဲ့တဲ့ဘဝမှာရှိတဲ့မိခွန်းပေါင်းမျိုးစုံရဲ့အပြည့်စုံရှိတဲ့ကဲ့သို့နေကြတယ်အဲ့ဒီခါယန်သူစာတန်ကလူတွေရဲ့အကြောင်းကိုထောင်စုနှစ်များစွာလေ့လာခဲ့ပြီးကြောင်းသခင်ယေရှုကကျွန်မကိုပြောပြတယ်အဲ့ဒီပြင်သူကလူတို့ဦးချင်းစီရဲ့လူအပ်ချက်နဲ့ကြားချင်တဲ့အရာများကိုလည်းအကုန်စင်သိပြီးသားဖြစ်တယ်ဘလို့လို့ရင်နာကျင်နိုင်လဲဘယ်နေရာမှာအားနည်းချက်ရှိလဲဘယ်နေရာမှာဗလာဟောင်းလုံးဖြစ်နေလဲအဲ့ဒီအရာအလုံးသိနေတဲ့အတွက်အစုံတဦးကိုစီခိုင်းလိမ့်မယ်အဲ့ဒီလူကလူတွေရဲ့အဓိကအားနည်းချက်ဖြစ်တဲ့ခံစားချက်များဗလာဟောင်းနေရာတွေကိုအတိအကျသိရှိနိုင်အောင်ပြောပြပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအရာများကသခင်ယေရှုခရစ်တော်နဲ့အလွန်အလောင်းဝေးသောနေရာသို့ပို့ဆောင်ပေးပါလိမ့်မယ်အဲ့ဒီနောက်သခင်ယေရှုထံတွင်ဒါဆိုရင်ကျမတို့ဘယ်လိုလုပ်ရမလဲလို့ကျမတမ်းမိလိုက်တယ်အဲ့ဒီခါသခင်ယေရှုကရင်ဆိုင်ပုံရင်ဆိုင်မှုပြောပြတယ်
ဒီကောင်းဆောင်များပေါ်လာပြီးဒီကဘာလုံးရဲ့ဗစက်ဖျားကသူ့အကြောင်းပုတ်ပွက်ဆူအောင်ပြောတဲ့အခါအသင်းတော်နဲ့အသင်းသူတင်သားများကဒီလူကဖျားလူဖြစ်တယ်ဖျားခင်စီလို့တာမှန်တယ်ဒီလိုအချိန်မျိုးမှာဖျားသားသမီးတွေကအဓိကတောင်းတကြတာသူပဲဖြစ်တယ်လို့ပြောလာကြလို့ရှိရင်သူတို့ပြောတာနဲ့စန့်ကျင်ပန်နေရမယ်။ရောင်းပြက်နေထိုင်ရမယ်။စန့်ကျင်စွာခံယူရမယ်။တလောကလုံးနဲ့စန့်ကျင်စွာပြုမှုနေထိုင်ဖို့လိုအပ်တယ်။လောကသားများကသူ့ဘက်သို့ပါသွားကြမယ်။ဒါပေမဲ့ဖျားသားသမီးများကငါ့ဘက်သို့လာကြမယ်။ဒီပေါ်လာမဲ့လူပုဂ္ဂိုလ်ကြီးပြောမဲ့တရားဟာလောကလုံးရဲ့အကြအချင်းဆုံးသောတရားဖြစ်ပါလိမ့်မယ်။ဒီချိန်မှာဖျားသားသမီးများကငြိမ်ဝှက်စွာနေပြီးအခန်းထဲမှာဒုဒဆုတောင်းကပြားရခင်ထံတော်မှသူတို့ကိုလမ်းညွှန်မဲ့စကားနားထောင်တတ်ဖို့လိုအပ်လိမ့်မယ်။ဒီကမ္ဘာလုံးကတော့ငြိမ်းချမ်းရေးတရားဂတိပေးဟောပြောမဲ့သူအတွက်အလွန်အမြောက်ကြလိမ့်မယ်။ဒါပေမဲ့ဖျားသားသမီးများအနေနဲ့အမြဲမှတ်သားထားရမှာကစစ်မှန်တဲ့တလုံးတဝဒီနဲ့ပြည်စုံခြင်းကလက်ဝါးကိုင်းတစ်ခုဒီကသာပြီးပိုင်ဆွမ်းရှိရဆိုတာနားလည်ရမယ်ဟုရှင်းပြတယ်။အဲဒီနောက်ကျမကိုလက်တွေ့သုံးဝင်တော့အရာပေးတယ်။ရိုးရိုးလေးနဲ့လွယ်လွယ်လေးဖြစ်တယ်။အဲဒီအရာကကျမကိုအလွန်အံ့ဩစေတယ်။သူပြောပြပုံရကမ္ဘာဘောလုံးဖလားပွဲပြီးဆုံးတဲ့နောက်ပိုင်းမှာကမ္ဘာကြီးကဒီအလင်းကိုတတိယလွမ်းဆွနေမယ်။ဆိုရှယ်မီဒီယာများကလည်းအဲ့ဒီအလင်းနဲ့ကစားကွင်းထဲကိုရောက်လာတဲ့ဝမ်းမြောက်ခြင်းကအလုံးလွမ်းဆွတန်တာစီလိမ့်မယ်။အဲ့ဒီချိန်မှာဖျားလူနဲ့သူ့တာသမီးများကဖုန်း TV စတဲ့ဖန်သားပြင်တွေကိုစွန့်နိုင်ရမယ်။ထာဝရအတွက်ဖန်သားပြင်ကိုစွန့်ရမယ်လို့ကျွန်မမဆိုလိုပါဘူး။အချိန်တိုင်းတာတစ်ခုထိတော့မကြည့်ဘူးအလုံးဝအရေးကြီးပါတယ်။အဲ့ဒီစာဆွတောင်းခြင်းနဲ့သူတို့အချိန်ကုန်လွန်စေရမယ်။နောက်ကတော့ထဲတို့တိုးဝင်ပြီးငြိမ်ဝှက်စွာနေရမှာဖြစ်တယ်။အကြောင်းရင်းကဒီလိုငြိမ်လေးနေတာနဲ့တပြိုင်နက်တမန်တရားကသူတို့စိတ်ထဲမှာစကားပြောလာပါလိမ့်မယ်။နားဆူရောက်တဲ့အတန်ကြားမှာလှည့်စားခြင်းကရောက်လာတယ်လို့ဖြစ်ပါတယ်။ဒီချိန်မှာသူ့သားသမီးများစွာတို့ကဘေးလုံခြုံကြလိမ့်မယ်လို့ကိုကကျွန်မပြောပြတယ်။သူတို့ကခွန်အားရှိကြလို့မဟုတ်ဘူး။အလွန်ကျွမ်းကျင်ကြလို့လည်းမဟုတ်ပါဘူး။ဒါပေမဲ့ကွတိအချိန်မှာငြိမ်လေးနေရတဲ့ဖျားစကားနားထောင်ကြားရလက်ဖြစ်မယ်။အော်ဒီဟာတော့မဟုတ်ဘူးမသွားနဲ့ဆိုတာမျိုးစကားထောင်တက်လို့ဖြစ်တယ်။ဒါနဲ့တင်သူတို့တက်လုံလောက်ပါပြီလို့ဆိုတယ်။ဒါနဲ့ကျမကဒါဆိုရင်အဲ့ဒီတန်မနာခံတဲ့လူတွေကဘာဖြစ်ကြမလဲလို့ထပ်မေးတယ်။သိစိတ်စွာနေပြီးနောက်သူပြောပြတဲ့စကားကကျမကိုအလွန်စိတ်ထိခိုက်သွားစေတယ်။နောက်ဆုံးအချိန်ထိသူတို့ကငါခေါ်နေမယ်။ဆက်ခေါ်နေမှာပဲ။ဒါပေမဲ့တိတ်အချိန်ကြာရင်သူတို့စိတ်ကအလွန်မာကြောလွန်းတဲ့အတွက်ငါခေါ်တဲ့အတန်မကြားနိုင်တော့တဲ့အချိန်ရောက်လာပါလိမ့်မယ်။ငါကမခေါ်တော့တာမဟုတ်ပဲသူတို့နားမထောင်ချင်လို့မကြားနိုင်တော့တာဖြစ်မယ်လို့ရှင်းပြတယ်။အဲ့ဒီနောက်ကျမရှုတော့အမြင်ပြောင်းလဲလာတယ်။သခင်ယေရှုကကျမကိုတခြားနေရာကိုခေါ်သွားတယ်။ကစားကွင်းမှာအလွန်ဝေးလံပြီးမြို့နဲ့လည်းအလံဝေးလွန်းတယ်။လောကတံပန်နဲ့လည်းအလွန်ဝေးတဲ့နေရာဖြစ်တယ်။နေရာကတော့တာမန်နေရာလေးတစ်ခုဖြစ်တယ်။အိမ်သေးသေးလေးထဲမှာမိသားစုစုနေထိုင်တယ်။တစ်သားစပွဲပေါ်မှာဖျောင်းတိုင်ပြီးထွန်းထားတယ်။ကျန်းစာအုပ်လန်ထားတယ်။အဲ့ဒီအိမ်ကတစ်ပံအတန်းနဲ့ဘာတန်လိုင်းကမှမပေါ်ရောက်တဲ့နေရာဖြစ်တယ်။ကစားကွင်းမှာအလင်းနဲ့သူတို့မမြင်ကြဘူး။အဲ့ဒီနေရာမှာတတောင့်တတာရှိခြင်းငြိမ်သက်ခြင်းနဲ့တိခတ်နားလည်မှုအဖြစ်အဝရှိနေတယ်။အဲ့ဒီနောက်သခင်ယေရှုကခုလိုပြောပြတယ်။ဒါပါပဲဒီလောက်ပါပဲ။ကမ္ဘာလုံးရှုပ်ထွေးပူလီနေတဲ့အချိန်မှာငါသားသမီးများအတွက်ငါဖြစ်စီချင်တာကဒါပါပဲလို့ဆိုတယ်။အောက်စားကွင်းထဲမှာလည်းမရောက်စေချင်ဘူး။အများပြည်သူများထဲမှာလည်းရောပြီးမနေစေချင်ဘူး။ငါတရားနဲ့ငါကာကွယ်တဲ့အောက်မှာပဲနေဖို့ငါလိုချင်တယ်။ဘာကြောင့်လဲဆိုရင်လူလက်ဖြစ်တိဆောက်တဲ့အရာများပြိုလဲလာတဲ့အခါငါကာကွယ်တဲ့အောက်သာလုံခြုံမယ်ဖြစ်တဲ့အတွက်ကြောင့်ဘောလို့ဆိုရယ်။သခင်ယေရှုကကျမမြင်ရတဲ့အဲ့ဒီကောင်းဆောင်များပေါ်ကြားရောက်လာမဲ့အရာမပြမချင်းကျမနဲ့မကွာဘူး။ဒီနေရာမှာကျမပြောချင်တာကကျမဆက်မြင်တဲ့အရာတွေကမြင်ရတာမသက်သာဘူးရင်လေးစရာကောင်းတယ်။လူကြောက်စရာကောင်းလို့မဟုတ်ဘူးဒါပေမဲ့အလူရှင်းလင်းလို့ဖြစ်တယ်
ဆရာဝန်သူခန်းထဲတို့ဝင်လာပြီးလူနာစစ်ဆေးနေစဉ်သူမျက်နှာကြည့်ယုံတယ်ဘာမှမပြောလဲဘာဖြစ်တယ်ဘာဖြစ်လာမယ်ကိုကြိုတင်ခတ်မှတ်နိုင်တယ်လို့မျိုးဖြစ်တယ်အဲ့ဒီတိုင်းမှာပဲတကယ်ယူကျမဘက်လဲပြီးသူမျက်နှာနေထားကျမမြင်ရတာဖြစ်တယ်ကြောက်ရွံ့စိုးရိမ်တဲ့မျက်နှာမျိုးမဟုတ်ဘူးအောင်နိုင်တဲ့မျက်နှာနေထားမျိုးလည်းမဟုတ်ဘူးဒါပေမဲ့နောင်ဖြစ်လာမယ့်အရာကိုကြိုတင်သိလို့နဲ့တိကျစွာကြိုမြင်နိုင်လို့နဲ့မျက်နှာမျိုးမှတိတာပေါ်လွင်နေတယ်အဲ့ဒီအပြင်သူမျက်နှာပေါ်တွင်လူတွေသူဘေးပတ်ဝန်းကျင်ရှိလူများရဲ့အချိန်ကာလဟာဘယ်ကာလဘယ်အချိန်မှရောက်ကြပြီဆိုတာရှင်းလင်းစွာတိကျဖို့အစွမ်းကုန်ကြိုးစားနေမှလည်းသူမျက်နှာပေါ်မှာလုံးဝတိတာစွာမြင်နေရတယ်ကမ္ဘာပလာဘောလုံးပွဲနောက်ပိုင်းတလားစီကိုပြပေးတယ်နိုင်မိနစ်နဲ့စက္ကန့်မျိုးနဲ့မဟုတ်ဘူးဒါပေမဲ့တစ်ခုအစင်းစင်းဖြစ်မြင်ရတယ်ဒိုမီနိုစ်ကိုစီးတဲ့အခါတစ်ခုလဲရင်ဒိုမီနိုစီးတဲ့အခါတစ်ခုလဲရင်အားလုံးလဲတကယ်သူမြင်ရတယ်အဲ့ဒီတိုင်းဒီအရာများအစင်းစင်းဖြစ်ပြည့်စုံခဲ့ရင်ဘယ်သူကမှတားမြစ်နိုင်မှာမဟုတ်ဘူးလွန်စွတ်တန်တာချင်းကမ္ဘာလူသားများကကမ္ဘာဖလားဘောလုံးပွဲပြီးတဲ့နောက်မှာကမ္ဘာကမမြင်ဘူးသေးတဲ့တောကြွမှုအားအင်တစ်မျိုးပိုင်ဆိုင်ကြမယ်ဖလားပွဲကြောင့်တော့မဟုတ်ဘူးအလင်းကြောင့်ဖြစ်မယ်အတိပ္ပယ်ကကစားကွင်းထဲမှာဝမ်းမြောက်ခြင်းနဲ့ပျော်ရွှင်ခြင်းခံစားကြရတဲ့ကြောင့်ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်လူများစွာတို့ကသူတို့ကိုယ်တိုင်ကစားကွင်းထဲမှာလက်တွေ့ထိတွေ့ခံစားကြလို့သူတို့စိတ်ထဲမှာဆွဲလန်းကြခြင်းဖြစ်တယ်။အဲ့ဒီအရာလွန်ဆွတ်တတိရတာနဲ့တန်တနေရတဲ့အတွက်ဘယ်သူကမှသတိပိချက်ကိုမူဂယုမဆိုင်အားကြတော့ဘူး။ငါလည်းမထောင်ချင်ကြတော့ဘူး။ဘယ်သူကမှလည်းဘာမှမီးမျက်နှာမျိုးမလုပ်ကြဘူး။ဒီမဲ့နဲ့သူရှိလို့ရှိရင်လည်းဒါမျိုးကခင်းနောက်ကြလို့နေပြီစနစ်ဟောင်းလို့နဲ့ရှိခေတ်တလေးထုံးစံတာဖြစ်တယ်လို့ဆိုကြလိမ့်မယ်ဘယ်သူကမှအဲ့ဒါမျိုးကြည့်ရှိရသူလက်ခံတော့မှာမဟုတ်ဘူးအစ်စ်ထွက်လာတယ်ပူကောင်းတာရောက်လာတယ်ဒါမျိုးလက်မခံတဲ့သူဆိုပြီးပြစ်တင်ကြလိမ့်မယ်တခင်ယေရှုကဒီအလင်းလွန်ဆွတ်တတိယအောင်မြင်ခြင်းကထောင်ချောက်တစ်ခုတာဖြစ်တယ်လို့ကျွန်မကိုပြောပြတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်မတို့စိတ်ကတခုခုကိုလွန်ဆွတ်တတိယတန်တာခဲ့ရင်မိမိကိုယ်ကိုကာကွယ်တဲ့စနစ်ညံ့ဖျင်းလေးရှိလို့ဖြစ်တယ်အဲ့လိုညံ့ဖျင်းတဲ့အချိန်မှာဘာမဆိုဘူးရောက်လာနိုင်တယ်ပြန်ခုခံနိုင်စွမ်းအလွန်ရော့နေလေးရှိတယ်ယုံကြည်လက်ခံခြင်းရောက်လာတာမှန်တယ်မြတ်ဘုံခံလက်ခံခြင်းဖြစ်တယ်ကမ္ဘာပလာဘောလုံးပွဲပြီးတဲ့နောက်ရတဲ့တဲ့ဘက်အနေငယ်မှာပေါ်လာမဲ့ပုဂ္ဂိုလ်ကိုသဘောထားကွဲလွဲတတ်သူစန့်ကျင်ဘက်ပြုတတ်သူများနဲ့အမြင့်မြတ်တူတူအစသဖြင့်တော့သူအားလုံးတို့ကလည်းလွယ်လွယ်ဖြစ်ယုံကြည်လက်ခံကြမယ်နိကူရဲ့နိုင်ငံရေးမက်ဆွဲကဲ့သို့မဟုတ်ပဲပင်လယ်ကြီးလိုင်းကဲ့သို့နိုင်ငံတိတိတို့ရတဲ့တဲ့ဘက်အနေငယ်အတွင်းအလင်းမြန်တိုက်ခတ်သွားမယ်တစ်စက်တီတူစီမံကိန်းနဲ့ထည့်သွားမယ်ပြည်စုံတဲ့စီမံကိန်းများကမ္ဘာမေခွန်းအမေအားလုံးရဲ့အဖြစ်များအခက်အခဲအားလုံးကိုဖြေရှင်းနိုင်သူကဲ့သို့ပေါ်လာမယ်ဒါရီကိုလူသားအားလုံးရဲ့ရှေ့မှောက်တွင်ချပြပါလိမ့်မယ်ဥပမာနေဖြင့်အရှိလေပိုင်းတွင်ငင်းချရေးစီးပွားရေးပဋိပက္ခဖြေရှင်းရေးဗဏ္ဍာရေးစနစ်တဲ့ကမ္ဘာလုံးအန်ဒီမတ်ပုံတင်တစ်ခုအသုံးပြုနိုင်ရေးစတဲ့သူတို့စီမံကိန်းမှန်သမျှအားလုံးကိုကမ္ဘာကြီးပြုပြင်ဖို့နဲ့အသစ်ဖွဲ့စည်းဖို့အထူးလိုအပ်တောင်းတနေတဲ့အချိန်မှာကမ္ဘာကိုချပြနိုင်လိမ့်မယ်။သခင်ယေရှုကအခုလိုမဟာယန်သူကအထူးသီးခံစိတ်ရှိနိုင်လို့နဲ့ဒီအရာများပြီးပြည့်စုံလာဖို့လွန်ခဲ့နှစ်ပေါင်းများစွာမှစပြီးတော့စတင်ပြင်ဆင်လာခဲ့တယ်။လူတူကမုတ်ဖုတ်တဲ့အခါကြက်ပြီးမိဖို့တွင်မှမုတ်ထုတ်လို့ရပြီလို့မုတ်ဖုတ်သူကအချိန်တိကျတဲ့လုံးစာတန်းကလည်းတည်နေတယ်။အဲ့ဒီတော့ကဘာကြီးကအလွန်ဆာလောင်မှုတိတ်တဲ့အချိန်ငတ်ပြတ်တဲ့အချိန်မှာစာတန်ကလူဖုတ်ထားတဲ့မုတ်ကိုစရကြစီမံထားတဲ့အတိုင်းကဘာသူကဘာသားများအားလုံးရှိမှတဲခင်းပြီးမှဖြစ်တယ်။ဖွဲ့စည်းပုံကြီးစနစ်ဒီနေရာမှာကျမမြင်တဲ့အရာကအတိအကျကျမလည်းမပေါ်ပြနိုင်ဘူးဒါပေမဲ့သိပ္ပံနည်းပညာလည်းပါတယ်ဘာဖြစ်တယ်ဆိုတာကိုတော့အတိအကျကျမလည်းမသိဘူးဒါပေမဲ့ကျမနားလည်နိုင်အောင်သခင်ယေရှုကရှင်းပြပြီးတယ်အချင်းချင်းကြာရင်ဒီကဘာပေါ်မှာနေပြီးသူတို့နဲ့ရောပါဝင်ရန်ခွင့်ပြုချက်ရယူဖို့လူမဲ့အချိန်ရောက်လာပါလိမ့်မယ်အဲ့ဒီရွေးချယ်ပိုင်ခွင့်ကအတင်းအဓမ္မတော့မဟုတ်ဘူးတင်းကနာတို့ဘယ်စစ်သားမရောက်လာမှာမဟုတ်ဘူး
လွတ်လပ်အေးဆေးစွာရေးယူရမယ့်အချိန်ဖြစ်တယ်ပေါ်တင်ကြီးမဟုတ်ဘူးအဲ့ဒီရေးချက်ပိုင်ခွင့်ကအတင်းမွားကဲ့သို့မြင်ရပါတော့လေအရေးပါတဲ့အရာဖြစ်တယ်ချိုင်မြတ်တပ်ဖွဲ့ဖြစ်တဲ့အတွက်လူများစွာတို့ကဘာရွေးချယ်မှုလဲဘာအတွက်လဲဘာအကျိုးမရှိမလဲဘာပြောင်းလဲရှိနိုင်လဲဆိုတာမစင်စားမတွေးတော့ပဲမလိလာပဲအဲ့ဒီအရာကိုအလင်းမြန်တပုတ်လူလက်ခံရွေးချယ်ကြလိမ့်မယ်အဲ့ဒီနောက်ခင်ယေရှုဟာကျမကိုရှင်းပြရတွင်ကျမရဲ့ယူပါယုံထဲမှာလက်ခံမှုခက်ခဲတဲ့တစ်ခုဖြစ်တယ်အဲ့ဒီရွေးချယ်ဖို့ဆုံးဖြတ်တဲ့အခါငါ့ကိုမတိုင်ပင်ပဲတပုတ်လက်ခံမိတဲ့တူတိုင်းကသူတို့ဘာသာပြန်မျိုးသိနေတော့တဲ့အပြင်ပြန်ဆယ်လို့မရနိုင်တော့မဲ့ဆုံးရှုံးမဲ့အရာရှိလိမ့်မယ်လို့ဆိုတယ်ကျမဟာတာရကြီးနားထောင်ပြီးနောက်အဲ့ဒါကဘယ်အရာလဲလို့နေတဲ့အခါခင်ယေရှုကငါတန်ကြားနိုင်တဲ့စွမ်းကလူတရက်မဆုံးရှုံးပဲတဖြည်းဖြည်းချင်းဖြင့်လူတို့ဦးရဲ့နားအာယုံခံမှုပြောက်သွားတယ်တဖြည်းဖြည်းချင်းပြောက်သွားပါလိမ့်မယ်တခါလေးပြောက်သွားမှာမဟုတ်ဘူးနောက်မှာပြပတ်ဝန်းကျင်မှာအတန်မကြားရခြင်းကဝမ်းမြောက်စရာမဖြစ်တဲ့အကြောင်းနားလည်ကြလိမ့်မယ်ဝမ်းမြောက်ခြင်းကင်းလို့တိတ်ဆိတ်မှန်တည်ကြလိမ့်မယ်ဟုရှင်းပြတယ်အဲ့ဒီစကားကကျမစိတ်ထဲကြေးရိုက်စီပဲကျမရှင်းရှင်းလင်းလင်းနားလည်တာကလာမယ့်အချိန်ကာလမှာရောက်လာမယ့်အလွန်ကြောက်မက်ဖွယ်ကြီးကခန္ဓာကိုယ်သွေးသားအဖြစ်ကြောက်ဖို့မဟုတ်စစ်ပွဲလည်းမဟုတ်ငတ်မှုခြင်းလည်းမဟုတ်စီးပွားရေးကြဆင်ခြင်းလည်းမဟုတ်ပဲဝိညာဉ်ပိုင်းဆိုင်ရာမှာထာဝရအရှင်ဘုရားသခင်နဲ့ထာဝရကင်းဝေးမဲ့အရေးကြောက်မက်ဖွယ်အကောင်းဆုံးထာဝရခွဲခွာမဲ့အရေးသာဖြစ်နေတယ်။ဒီနေ့တွင်သင်ဟာနိုးလာလို့ဘုရားသခင်နဲ့ဆက်ပြီးတဲ့အချီကျိုးကပြတ်ထားပြီးလုံးဝပြတ်သွားခဲ့တာမြင်ရလို့ရှိရင်ဘယ်တော့မှဒီအချီကျိုးကပြတ်သွားတာလဲဆိုတာကိုယ်တိုင်မသိတဲ့သူကတင်ဖြစ်နိုင်တယ်။လဲကြခြင်းဒီနေရာမှာကျမမြင်ရတဲ့အတိုင်းသိစိတ်မဖော်ပြတော့ဘူးအချိန်ငယ်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဒါပေမဲ့အရေးကြီးတဲ့ဘက်တော့ပြောသွားပါမယ်ပေါ်လာမဲ့ဒီကောင်းဆောင်ကသူဖွဲ့စည်းရဲ့မိစနစ်စည်းမျဉ်းကခိုင်ခန့်ကောင်းမွန်ရှိတယ်ထာဝရတိခံမဲ့ဖွဲ့စည်းပုံတွင်ဆောင်နေမယ်လူပေါင်းများစွာတို့ကသူတို့ဘဝတစ်ခုလုံးကိုဒီဖွဲ့စည်းပုံမိစနစ်မှာအနံပုံဝကြလိမ့်မယ်သူတို့ရဲ့ယုံကြည်မှုနဲ့ဘဝအာမခံမှုများအထိအနံကြလိမ့်မယ်သူသားသမီးများနဲ့အဲ့ဒီအရာများဖြင့်ချီးကျူးဆောင်ရှောက်ကြလိမ့်မယ်ဒါပေမဲ့ကဘာကမမျော်လင့်တဲ့အချိန်နဲ့ကြိုတင်မခန့်မှန်းနိုင်တဲ့အချိန်မှာအဲ့ဒီဖွဲ့စည်းပုံနည်းစနစ်ကပြိုလဲကြပါလိမ့်မယ်ဖြစ်ဖြစ်ချင်းမဟုတ်ဘူးကျမကကြီးပွားချမ်းသာကြွယ်ဝတဲ့မြို့ကြီးများတိတ်ဆိတ်စွာနေကြလို့တည့်ရမြင်လိုက်ရတယ်ညဘက်မှာမြို့ကြီးပြကြီးများတိတ်ဆိတ်စွာငြိမ်သက်ကြတာမျိုးမဟုတ်ဘူးအမြဲတမ်းလှုပ်ကြိုးစားသူတွေနဲ့အမြဲလှုပ်ရှားသူများလှုပ်ခွင့်မရလို့တမျိုးလုံးတန်တိတ်တဲ့ပုံစံဖြစ်တယ်ပြီးတော့ပြည်သူများကသူတို့ဖုန်းကိုကြည့်ကြတယ်သူမျက်နှာကကျမချစ်တဲ့သူများရဲ့မျက်နှာပေါ်မှာမရှိစေခြင်းနဲ့အသွင်မျိုးဖြစ်တယ်အဲ့ဒီမှာလူတွေကသူတို့ဝယ်ပစ္စည်းများပိုင်ဆိုင်ခဲ့တာတွေကတည်ငြဲနေမယ်လို့ထင်ထားခဲ့ကြတာတွေအခုတော့ပြိုလဲကုန်ကြတဲ့အခါအလွန်အမင်းအော်ကြလို့ကြောင်ခြောက်ချတဲ့မျက်နှာမျိုးကျမမြင်ရတယ်အဲ့ဒီလိုလဲကြနေစဉ်တဲအိမ်လေးကိုပြန်မြင်ရတယ်အိမ်တီးလေးသခင်ယေရှုပြဖူးတဲ့အိမ်ကလေးဖြစ်တယ်အဲ့ဒီအိမ်မှာဖျောင်းနိုင်ပြီးထွန်းကြတယ်ကျန်းစာအုပ်လန့်ပြီးမိသားစုများအားလုံးစုယုံကမြင်းမြန်စွာရက်မြဲရက်နေကြတယ်သူတို့အားလုံးခိုင်ခန့်စွာရက်တည်ကြတယ်ခြေဝချမ်းသာလို့မဟုတ်ဘူးအဲ့ဒီပြင်လောကအရာမှာကျွမ်းကျင်စွာပြင်ဆင်ထားနိုင်လို့လည်းမဟုတ်ဘူးကဘာစီပွားရဲ့ပြိုလဲပြီးလောကချမ်းသာမှုပစ္စည်းပါတော့လဲသူတို့အထက်မှာမပျက်စီးနိုင်တဲ့အရာရှိတဲ့အတွက်ဖြစ်တယ်အဲဒါကြောင့်သူတို့ကတည်ကြည်စွာရက်နိုင်ကြတယ်အဲ့ဒီနောက်သခင်ယေရှုကကျမမြင်ရမယ့်နောက်ဆုံးယူပါယုံကိုပြောပြတယ်တည်ကြည်လေးနဲ့ပြီးနူးညံ့သိမ်မှုရဲ့တန်နဲ့ပြောတယ်လောကလူသားတွေရဲ့အိမ်ဆောက်တဲ့နေရာမှာအိမ်မဆောက်ပဲငါအိမ်ဆောက်တဲ့နေရာမှာပဲလိုက်ဆောက်ပါလောကလူသားများဆောက်တဲ့အိမ်ကပြိုလဲပစ္စည်းကုန်မယ်ငါဆောက်တဲ့အိမ်ကထာဝရတည်မြဲမယ်လို့ပြောတယ်သူပြောပြချက်ရ2026ကမ္ဘာပေါ်လုံးဖလာစတင်တာနဲ့သူ့သားသမီးများလိုက်နိုင်ရမယ့်အရာ၃ခုရှိတယ်ပထမအနေဖြင့်ကမ္ဘာဖလားဖွင့်ပွဲစီစဉ်ကိုကြည့်ရမယ်ကြောက်စရာမလိုဘူးဒါပေမဲ့ဘာတွေဖြစ်တာလဲကျမပြောရတဲ့ချိန်ကိုက်ဖို့ကြည့်ရမယ်
ဆိုလိုတာကဖွင့်ပွဲခန်းနာမှာဖြစ်တဲ့များနဲ့ဖြစ်ခဲ့တာအားလုံးကယနေ့ကျမပြောတဲ့များတက်တည်ထူလာပါလိမ့်မယ်အမှတ်သားမျိုးမျိုးသင်္ကေတမျိုးမျိုးမြင်ရလိမ့်မယ်စာလွှာများစွာပြီးပို့ကြပါလိမ့်မယ်ဘယ်သူမဆိုဘယ်အရာများကြည့်တဲ့နေဆိုတာနားလည်တဲ့သူကအားလုံးသဘောပေါက်ကြမယ်ဒုတိယအနေဖြင့် final နေ့ကစားကွင်းအထက်ကောင်းကင်မှာအလင်းပေါ်လာတာနဲ့ဘယ်သူမဆိုဘာဖြစ်ပျက်တယ်ဘယ်လိုဖြစ်လာမလဲဆိုတာမျိုးအကုန်စင်သိဖို့လုံးဝမကြိုးစားကြပါနဲ့တကယ်လို့အလင်းပေါ်လာတာနဲ့ဒူးထောက်ပြီးအကြီးအကျယ်ဆုထောင်ရမယ့်အချိန်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီအချိန်ခိုက်တန်လေးကပြင်းထန်လွန်းတဲ့ဝိညာဉ်တိုက်ပွဲအချိန်နဲ့ဒီမျိုးဆက်တဲ့လက်ထက်မှာအလွန်အကြောင်းမောက်ပွဲအကောင်းဆုံးဝိညာဉ်တိုက်ပွဲရင်ဆိုင်မဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့ဒီအချိန်ခိုက်တန်အတွက်အကောင်းဆုံးနဲ့အလုံးချုံဆုံးကောက်ွယ်နည်းမှာငါထံသို့ဆုတောင်းရမယ်ငါနဲ့ခိုင်ခန့်တဲ့ဆက်နွယ်မှုရှိပြီးငါနဲ့ဆုတောင်းစကားပြောနေဖို့အရေးကြီးဆုံးဖြစ်တယ်လို့ဆိုတယ်တတိယအနေနဲ့ကမ္ဘာဖလားဘောလုံးပွဲနောက်ကာလတွင်မိမိချစ်တဲ့မိသားစုတွေနဲ့ဤတစ်ထက်နီးအောင်နေကြပါနှုတ်ကပတ်တော်၌ခိုင်ခန့်စွာယက်တည်ပါကမ္ဘာနေရာအနှံ့မှအတန်မျိုးစုံနဲ့ဘီကင်းကင်းနေရမယ်အဲ့ဒီနောက်ဒီကမ္ဘာပေါ်သို့ကျမကိုပြန်မလွတ်ပို့ခင်လေးမှာခင်ယေရှုကကျမကိုကြည့်တဲ့မျက်နှာကအဖေကဒီလောကမှာလှုပ်เสียနဲ့ပြုเสียအလို့ရှိလို့ခိုင်းလိုက်တဲ့ကြည့်မျိုးနဲ့ကျမကိုကြည့်နေတယ်လို့ကျမခံစားတယ်။ထက်ကဲမယ်ဆိုတာလည်းရိပ်မိတယ်။အခုလိုပြောတယ်။ခဲရင်မယ်ဆိုတာငါသိတာပေါ့။ရင်းပြောရင်လည်းလူတွေကပြည့်ရပြုကြလိမ့်မယ်။တချို့ဆိုရင်ယူနေပြီလို့တော့ထင်ကြမယ်။ဒါပေမဲ့မင်းကဘာတူလဲဆိုတာအမြဲသိထားပါ။ဘယ်ချမ်းပြင်ပေါ်မှာအိတ်ခဲ့တယ်ဆိုတာသတိရနေပါ။အဲ့ဒီနေရာကနေဘတူလက်ကမင်းကိုချီမရဲဆိုတာအမြဲမှတ်ထားပါလို့ဆိုတယ်ပြီးတော့ဆက်ပြောတယ်တချို့ကျတော့မြင်းပြောတာပဲနားထောင်ပြီးမြင်းပြောမဲ့အရာများနားဆွင့်မဲ့သူတွေရှိမယ်သူတို့တွေကတော့သူတို့အတင်းတော်ဥဆောင်သူများနဲ့ပါစတာများရဲ့စကားပြင်နားမထောင်ပဲနေကြလိမ့်မယ်ပရိုဖက်များရဲ့စကားပြင်နားမထောင်ပဲနေကြမယ်ဖျားလူများရဲ့စကားနားထောင်မှာမဟုတ်ဘူးဒါပေမဲ့မျိုးသမီးတူသူ့မှာရှိတဲ့များဆုံးရှုံးသူတရားကပြင်ဆင်လာသူရဲ့ပြောတဲ့စကားကြတော့နားခံကြလိမ့်မယ်သူတို့အတွက်မင်းရဲ့အတန်မနှမျောရဘူးနော်သူတို့အတွက်ပြောဖို့ပြောထွက်ရမယ်အဲ့ဒီနောက်စီးရုံတွင်ကျမပြန်သတိရလာတဲ့အခါကျမညီမကိုဆာရွက်နဲ့ဘောပန်ပေးပါလို့ပထမဆုံးတောင်းတယ်ကျမကြုံတွေ့သမျှအားလုံးအကုန်ချရေးလိုက်တယ်ကျမအာယုံတွင်လုံးဝလက်ဆက်နေဆဲဖြစ်တယ်လက်အတော်ကြတဲ့ထီဒီချောင်းကိုကျမတယောက်တည်းတင်ထားတယ်ကျမကကြောက်ပြီးတော့သင်္ကာမကင်းဖြစ်နေတယ်တန်တရားဖြစ်နေတယ်သခင်ဘုရားထံတော်သို့ဘာဖြစ်လို့ကျမကဒီຢာတွေကိုပြောထွက်ရမလဲဒါတွေကကျမစိတ်ကူပြင်းထန်လွန်းတဲ့အရာများလားလို့စသဖြင့်ကျမကတန်တရားစိတ်ဝင်နေတယ်ဒီလိုနဲ့ဒီဘက်အတွင်းမှာသတင်းကြည့်လိုက်တဲ့အခါကဘာကြီးကဘာတွေဖြစ်နေရလဲလို့လိုက်ကြည့်လိုက်တော့2026ကမ္ဘာဖလားဘောလုံးပွဲကဇွန်လတည်းစတင်မယ်ဆိုတာသိလိုက်ရတယ်ကျမကြောက်နေလို့မရတော့မှန်းသိတယ်ဒီလိုနဲ့ကြောက်နဲ့ကျမပြောထွက်လာခြင်းဖြစ်တယ်ကျမကကျမတန်ဆွမ်းတဲ့သူဖြစ်လို့မဟုတ်ဘူးပြောထွက်ရမယ်လို့ချင်းချောက်တာမျိုးအတိပေးရမျိုးကြောင့်လည်းမဟုတ်ပါဒီလိုဖွင့်ပြောတဲ့အခါကျတော့တင်မခုံမှလည်းတာဝန်ရှိရနော်တင်ကြားတဲ့အရာများကတင်ကိုဘယ်လောက်ထိတွေ့မှုရှိလဲဒီစားကတင်ကိုလည်းသူထိခဲ့ရဆိုရင်မတိကျကျမပြုတ်ပဲကမ္ဘာဖလားဘောလုံးပွဲပိုလူပွဲမကျင်းပခင်မှာတင်တိစီလူသူများကိုပူပေးလိုက်ပါတင်ချစ်ခင်တဲ့ဝိညာဉ်အိပ်ပျော်သူများထံသို့ပို့လိုက်ပါဘာဖြစ်လို့လဲဆိုရင်နောက်ဆုံးဘိုလ်လူပွဲမတိုင်ခင်ဒီเจ้าများမတိကျလို့ရှင်တင်းရဲ့မျိုးစစ်ကျဲချင်းအလိုနောက်ကျလွန်သွားမယ်ဖျားသခင်ကတင်းတို့အားလုံးကောင်းချီးပေးပါစေတင်းမိသားစုအားလုံးသူရဲ့ငြိမ်သက်ခြင်းနဲ့ခောက်ွယ်ဆောင်ရှောက်ပါစေအားကစားရုံထက်ကအလင်းပေါ်လာတဲ့အချိန်ကျရင်ဆောင်ရမယ့်အရာနဲ့ရှောင်းရမယ့်အရာကွန်းကွက်တင်တိမှာပါဟုတ်ပြီဒီလောက်နဲ့ပဲအဆုံးသတ်ပါတော့မယ်အားလုံးပေါ်ဖြတ်ခင်ကောင်းချီးပေးပါစေဘာဖြစ်2026ကမ္ဘာဖလားဘောလုံးဖိုင်နယ်ပွဲကိုကြည့်ပြအောင်ကြည့်ကြပါစို့